ပြောရရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမှာတရားနာပြစ်တာဟိုကျွတ်တို့ကလည်းအစကတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောသွားကြည်ကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့်လှတော်သားတွေကပြောတယ်ဝက်လက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလမ်းကစီးသွားရင်တဲ့အဲ့ဒီလမ်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတော့အစာကြီးတယ်အဲလမ်းကြမ်းနဲ့မပြောဘူးကြောက်ခဲစားသွားအစာကြည့်တဲ့စကားပြောပါတယ်ဥပမာမပါပဲမပြောဘူးတပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဗျာတဲ့ဘာဖြစ်လို့တော့ညာလို့ဆိုတော့ဟာကားစီးရတာခံမကြပါဘူးဗျာတဲ့နောက်ကနေဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့အဲကားနှေးတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်စကားပြောတဲ့နေရာတည်းမှာဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တဲ့ပြိတ္တာဟိုဘက်ကဇက်ကနေဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကို2ယောက်ထဲမီးရှို့ပြီးတော့စကားပြောတာမီးလှုပ်ရဲ့3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာဘာတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတခင်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပြိတ္တာသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြန်မွဲကြီးစက်သားတံပေါင်းနဲ့ကိုတော်ကြီးဖန်ကတ်စက်သားတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတယ်အလိုလေးကသိသုံးအလိုလေးကွာတဲ့စာပြန်မွဲဆိုလို့သွားကြည့်ပါလက်ကတ်တော့ဘုန်းကြီးအစ်ကိုကွာတဲ့ဘုန်းကြီးစက်သားနဲ့ကတ်တာဒါဘုန်းကြီးအစ်တဲ့ကျန်ဖန်မှန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုန်းကြီးကလည်းစားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြံတာပြောတာစကားပြောဥပမာမပါဘဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါဘဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါဘဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲဥပမာကပါလားဒီဆက်တရားနာပိဿဟိုသူတို့ရှိမှာခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားပေါ်ရလားလို့မေးတော့ဟုတ်ကားပေါ်တာတော့ရေပေါ်ထိုးနေတဲ့အတိုင်းပဲလေရေပေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့သွားတာမဟုတ်ဟောဒီလိုရှည်တို့နောက်ကားတွေပေါ်တာပြောရေပေါ်ထိုးနေတဲ့အတိုင်းပဲကားပေါ်တဲ့ထက်ဗျာတဲ့တပည့်တော်တို့တော့အာတီပီကမြန်တယ်ဆိုလို့စီးလိုက်တယ်ဟုတ်တကောဗျာတဲ့အာတီပီကမြန်ပုံကိုပြောရရင်ရိုက်ခွဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါပဲတခုမှပြောဘူးဥပမာမပါပဲတခုမှပြောဘူးဒီတဲ့စိုင်းနိုင်ကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့စိုင်းနိုင်ကြီးအလှကြက်သားဟင်းနဲ့တော့ကြွေးပါရဲ့တဲ့ဒါပေမဲ့သမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်ဘာဖြစ်လို့တော့လို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်းလည်းမပြောဘူးတကယ်လူတွေကဆိုမှဒီတဲ့စိုင်းနိုင်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ထားပြန်ပို့ချအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တစ်ယောက်နဲ့တစ်ယောက်သူတို့ခြုံကြီးလို့စကားပြောကြတနေသားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့တော့ဟဲတဲ့မင်းတို့စီဝါရေးတဲ့ဘယ်နဲ့တော့ဟာတဲ့စီဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲပြေးလာကြီးဝလုံးကောင်းနဲ့ဆင်တိုးရစီဝါရေးကြတယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီဝါရေးကထားပါတော့အလုံးကိုင်လေးရောဟာတဲ့ငါလူရေးတဲ့အလုံးကိုင်လည်းမမေးနဲ့ဟာတဲ့ရှိတဲ့အလုံးဖိလို့လဲတနေ့တခြားစားဖို့ကကြီးလာတော့ဘယ်ဆိုလူတွေမှန်းကိုမသိတာမယုံရင်ရွှေကိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြတာမင်းတို့ရှိသမဝါယမဆိုင်ကအထယ်လေးပါလေးထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထမ်းဆောင်ရကြည့်တော့မှကြောက်လို့အထက်မပေးဘူးမပြောဘူးမိမလေးထမ်းဆောင်ရအတော်ကွာကြတဲ့လူတွေလှတော်သားကြောင့်ပြောတယ်ကုံမှာမဟုတ်ပါမကုံမီတစ်ခုလောက်တော့ပြောအောင်မယ်ဟုတ်တယ်ဟောတော့ကစီပါသားနဲ့ပခန်းသားဆိုတာကျတော့ရာဇဝင်မှာကြားဘူးပခန်းသားပြန်စကားတတ်ကိုးပုံတော့ကြည့်လေပခန်းသားကလှတော့လာပြိုင်တဲ့အကြောင်းရှိကျုပ်ဆက်ပြောပါ
ပခန်းသားတွေကကျွတ်တို့ပကံကလူတွေနဲ့ဘုရားရှင်တကိုးပြိုင်တယ်ပခန်းမှာကျွတ်တို့စီလူရှင်ဘုရားဆိုတာရှိနဂပတိစီလူမင်းကိုတရားဆက်တရခန့်အစ်စ်လက်လေးတွေဟောလောက်ရှိရဘုရားကိုတော်မြတ်လေးကျုပ်အနေကစားတင်မှုသင်္ဘောဆင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါဝတိတရားနာပိတာဘုရားကတကိုးကြီးတဲ့လက်လေးတွေပြင်မဲ့အရင်တော့ကအဲ့ဒီဘုရားကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဘုရားလူခိုးဘူးဘုရားလူချင်းလို့မဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတယ်နောက်ဘုရားလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မုန်းမှန်ထားတဲ့14ဘိတ်တစ်ခွဲလောက်ရှိပြီအဲ့ဒီတုန်းကအခုတော့များနေရောပေါ့အခုတော့တရားနာပိတာဟိုမိဂံတစ်တာကြီးတော့16ချက်လောက်ခကောဘက16ရောက်တယောက်ချောင်းကြီးကန်ခိုင်းဒီခါပြောက်ရင်လည်း16ရောက်လုံးထောင်ထဲပို့ဖို့ရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တို့တရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတယ်ဘဝကျွတ်တို့တိုင်းပြည်ဒါတောင်ချမ်းသာဘူးလို့ဆိုကြနော်ဘုရားတခိုးတယ်လည်းပေါ်ရကြဗမာကြီးကျွတ်တို့ကညမရကိုတော်ကြီးခိုးသွားပြီးမိမလုတ်တဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိတာဘုရားကိုကောင်းမှုချုပ်ပြီးတက်နေပေးဘယ်လောက်ဆိုးတော့ဘုဒ္ဓဂိုင်းသိပြီးသေချင်းစိုးနဲ့တော့ပေးကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘယ်သူလုံးလို့ဆိုတော့ဒါကျုပ်လင်သားနေမကောင်းလို့ပါအဲကောင်းသေးလားဘုရားသူ့လင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက်ဟုတ်တာတော့သိုးတယ်မိမဒါကြောင့်ဘုရားတခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီလူရှင်ဘုရားကလေတရားနာပိတာဘုရားကလက်လေးပဲပကံကတပ်ပြညို့ဘုရားကိုယ်တော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်မယ်ဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာအဲ့ဒါလေဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောလို့နှစ်ပေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းလားကွာနှစ်ပေနဲ့ပြီးတော့ပကံသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်မခံလားကွာပကံကပြောတယ်မင်းတို့စကားမဆက်ဘူးတဲ့တို့ကနှစ်ပေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနှစ်ပေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်မခံလားဆိုတော့မဆက်ဘူးတဲ့ပကံသားကလည်းစကားတတ်ဆိုတော့မဆက်ရင်လည်းအဲ့ဒီငရုတ်တဝိကိုပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့ရလောက်ကကိုးတယ်ပကံသားနောက်ဟဲ့ဘုရားပွဲအစီပြိုင်မယ်ကွာဘုရားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပိတာအဲ့ဒီပကံကစပြောဟေးတို့ပကံစီလူရှင်ကတဲ့ဘုရားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်900ကွာအဲခွေးနဲ့စတယ်ဒီတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပုံဦးနဲ့ရှင်မြင်ဘူးဒီအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီလူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတောက်ကျင်တို့ဘုရားကြီးကဘုရားပွဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000ကွာပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးလို့အဲ့ဒါခင်ဗျားတို့အနေနဲ့ကရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောခုံချခမ်းမှလို့ပြောနေမှာခွေးနဲ့ခွေးနဲ့ခွေးချခွေးပိန်တော်တွေမပါသေးဘူးဒါတော့ရှုံးရကနိုင်အောင်ပြောအဲ့ဒီပကံသားတွေကခုခေတ်ထဲမှာလှတော်ကအပြောထွားတယ်ဆိုလို့လားပြိုင်တယ်ဗျပြိုင်တော့လှတော်ရွာပေါက်ကလေးလေးတွေ့အဲ့ကလေးအားလုံးရမင်းပဲရွာလားကျုပ်လှတော်သားပါခဲ့ပြီပြီတော့လှတော်သားရှာလေကောင်လာတော့မင်းဘိုက်ကိုဖောက်သားဘိုက်ဖောက်သားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခင်ဗျားတို့ကျုပ်ယိုကျွေးပါမယ်အဲ့ပြီးရောလူကြီးနဲ့ပြောခဲ့နှာကျိုး3ယောက်လို့တစ်ခါမေးလေဒီတန်တစ်ခါမေးလေဒီအသာအင်းလားဟိုနှာကျိုး3ယောက်ပဲလောင်းတဲ့နှာကျိုးကအော်တယ်နှာကျိုးဆိုတော့နှာသံနဲ့ပဲညုံနဲ့မညုံလို့ဆိုတယ်ပဲဝင်နဲ့နှာကျိုးကလှမ်းခေါ်လိုက်ပဲညုံနဲ့နာအောင်လို့ဆိုအင်းင်းတော့ငါမပြောင်းနဲ့ကျောင်းတော်ဘုရားအားနေလို့ခေါ်တာဘာပြောကောင်းလဲနှာကျိုး2ယောက်တတ်ကြတောက်တကြီးအိမ်ရောက်သူ့တကြီးကလည်းနှာပဲအကြီးကဆန်းမေးလိုက်ဟာမနှုံးတာလည်းလို့ဆိုတဲ့ဟာဦးနဲ့ရိုးကြတယ်နောက်မှုစစ်ပြီးတော့ဟဲ့နင်တို့ကနှာကျိုးကိုရောင်းရရဟာလို့အကုန်ပြန်ထွက်ရထူးမှမထူးပဲနဲ့မှုကနှာကျိုးမှုဘယ်သူမှဆုံးဖြတ်လို့မှမရပဲ3ယောက်ကလေးကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတစ်ခါမေးလည်းမထူးတစ်ခါမေးလည်းမထူးဆိုနှာကျိုး3ယောက်လို့တော့မဖြစ်စီနဲ့အဲဒါလေးသတိပေးပြီးတဲ့နောက်ပရိသတ်ကြီးအဲ့ဒီငွေ30ကကျုံနဲ့ဝယ်ပြီးတော့စားပါတောက်ပါလို့ခိုင်းရလားလို့မခိုင်းဘူးကိုစားခြင်းလို့ကိုတောက်ခြင်းလို့တောက်ဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ဖယားလူတဲ့ဌာနဘုန်းကြီးလူတဲ့ဌာန
အာသီလရင်လှူတဲ့ဒါနကြောင်းသားပေးတဲ့ဒါနခွေးကြွတဲ့ဒါနဘာပဲဖြစ်ဖြစ်ပေးတာစွန့်တာမှန်သမျှစသနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘယ်ဒါနပဲပြုဘယ်ကုသိုလ်ပဲပြုအဲ့ဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့ငွေ30ဒီကြောင့်နဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းတယ်လို့ခင်ဗျားတို့လှူတဲ့ဒါနကတော့ဖြင့်ကျုပ်ဒါနကြီးပြုပြီးတော့လူတီတောင်းလိုက်ပါခင်ဗျားတို့များခိုင်းမလားပြုခိုင်းဘူးငွေ30လိုပဲအကျုံးနဲ့လက်တီတောင်းပါလို့ကောခိုင်းမလားပြိဿခိုင်းပါဗျာအကျုံးနဲ့ဗြဟ္မတီတောင်းပါလို့များခိုင်းမလားမခိုင်းပါဘူးဘာလို့မခိုင်းကြလဲဒါနဒီခိုင်းနိုင်တဲ့တတ်သိမရှိဘူးသူ့ကိုပြုတဲ့အကြောင်းကြောင့်မခိုင်းတော့လေအကျိုးပေးနိုင်တဲ့ကမ္မတတ်သိလေးတော့သူ့မှာရှိတဲ့ဆံမြင့်ကောင်းပြီအဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိဿအတောင်းမခိုင်းတော့လေခင်ဗျားတို့ကလောဘဥစည်းပြီးတော့တထေခင်းနဲ့သင်္ကန်းကတ်တဲ့ကြောင်းထောက်တဲ့ဆွမ်းကျွေးတယ်ဆွမ်းလောင်းတယ်ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေဧကရေစัจ java ရင်းမန္တဆိုတာဒါနကမတောင်းပေမဲ့ခင်ဗျားတို့အစ္ဆတတန်တော်မှာတန်မြာရှိအောင်အတောင်းခိုင်းနေတာကလောဘရုပ်ဒီကကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်တယ်လားဒါဖြင့်ဒါနပြုတန်မြာရှိတယ်ဆိုတဲ့ပုံမှာအတက်လွဲနေတယ်တန်မြာရှိတယ်ဆိုတဲ့ပုံမှာကိုလောဘကိုပြောင်းတက်လိုက်တော့တန်မြာရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘဒီကကြီးဘယ်သူလဲမျိုးဒါဖြင့်နောက်လောဘဥစည်းပြီးတော့လှူအောင်မလားပြိဿလောဘဥစည်းမလှူရင်ပြိဿကြီးတန်မြာရှိပါအောင်မလားရှိပါဘူးဗျာဒါဖြင့်ဒါနပြုတန်မြာရှိတယ်ဆိုတဲ့နှမျောဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာအဲရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တစ်ထုပ်ခေါ်ကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဓမ္မပဒကထုတ်ခေါ်မှာဖြစ်ပါဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါယကပုံနာကြီးကိုဘုန်းကြီးဟောမှာလို့ဘုရားကိုယ်တော်မြတ်ကြီးသည်ဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူခြင်းအခါမြတ်စွာဘုရားဇေရဝံကျောင်းတော်တရင်သုံးခြင်းတာဝတိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံနာကြီးရှိပြင်ဆက်ကဆိုတာပြင်စအက်ကဒါယကပေးငါးပါးသောမုံမြတ်မြတ်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါလေပြင်ဆက်ကဒါယကဆိုတာဘုန်းကြီးတို့ငါးပါးသောမုံမြတ်မြတ်ဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအိဗယ်ရဒီအိဗယ်ရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇတ်ထုတ်နာမည်လေးတက်လိုက်မယ်ဆိုရင်မပေးဆိုတဲ့အမိအားဖြင့်ဇတ်ထုတ်တက်လိုက်တော့ဒီမန်းတယ်မှာပဲရွှေခွဲမဟုတ်ပါဘူးဒီနေ့ဘာဇတ်ထုတ်ဟောမှလည်းမေးလူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေးဇတ်ထုတ်ပါဗျာအေးဒါကြီးဒီနေ့ဘုန်းကြီးဘာဇတ်ထုတ်ဟောမှာတော့ဆိုလို့တော့ကောင်းနော်မပေးခံကြတိုက်ဒါဖြင့်ကောင်းပြီအဲ့ဒီတာဝတိမြို့မှာနာမည်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံလေးမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်လိုလဲတို့ပုံလေးမကြီးကဒီနော်နာကြိုးတွေပြန်ရော့သွားတဲ့တံပတ်ကအဲ့ဒီပုံနာကြီးနဲ့ပုံလေးမကြီးဥပေးခြင်းနဲ့ဒေါ်ပြင်းနှစ်ယောက်ရှိကြပြင်းတတ်တယ်နော်ဒါနပြုတဲ့နေရာဘလောက်ကြည့်အောင်ပြင်းတယ်လဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးခံကြွတော့ကပြောရအောင်မယ်မန္တလေးဆုံးခံကြွတော့ကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့သူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်လားတဖေးဇမ်းမကန်ကြီးနဲ့သေဘောလေးကြီးလက်ကျန်းချခဲလို့ဆုံးကလုံးကြီးကအငွေ့1000တောင်းနဲ့ဘုန်းကြီးတို့လည်းတစုံရလဲတာမှတ်လို့ဒီလိုတစုံချင်းလျှောက်စုရတာတစ်နှက်စာအတွက်လွယ်တာမဟုတ်ဘူးအဲ့ဒီလိုလျှောက်ပြီးစုရင်းနဲ့ဆုံးခံလိုက်တာဆုံးကလုံးကြီးအငွေ့1000တောင်းဇွန်းတက်ထားတဲ့တုတ်ကဝင်ရဆင်းလိုက်တော့လည်းဖက်ရတော့ပြက်မှလည်းဆုံးထမလောင်းအေးတော်ကြီး
ကိုတော်လေးကြွလာတဲ့မဏိနေဘူးလှပြီးဆွန်းထွက်လောင်းမှာဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိဆိုတာအုတ်ခေါင်းပြောတာကြားသေးဘူးတော်ကြီးကတော်ကြီးကိုတော်လေးရနေတဲ့မဏိနေဘူးလှပြီးဆွန်းထွက်လောင်းမှာကြီးကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့လေတော့ကိုယ်တိုင်ထွက်လောင်းငရဲကြီးကမှတ်လို့ဒီချက်ပြုတ်နေမအားတာမသိဘူးလားကိုယ်တိုင်ထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတယောက်သေးဆွန်းကလုံးကြီးကိုင်းပြီးတော့ဘောက်ဘက်နဲ့မြေကြီးနဲ့ရံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းလာတကားတို့ကျွန်းနဲ့ရောက်တော့လေမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေသဇွန်းချင်းမြတ်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးညာဇလုံးကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်ပွန်ထက်သူကတော့ပြုံးဒါတရားရှိတာမရှိတာပါထားဒီဖိုးကြီး2ယောက်3ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးပါဟာဒါကျတဲ့ဘက်ကတွေ့သေးအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုတော်တွေကြံသေးသလားကျုပ်လည်းအာနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဘိုးကြီးနောက်ကိုတော်တွေကြံသေးသလားနောက်သူကြားတော့ဘာပြောတော့လူရင်းတွေရဲ့စကားပေါ်မှတ်ချင်မှတ်ထားပေါ့ဟာဖုန်းလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုံသွားပြီးရောပေါ့အကုန်လုံးလောင်းချပြင်းတာတကားတို့ဒါတော့နတ်ပြည်မှာနတ်သမီးတွေများပြီနတ်သားတယောက်နတ်သမီး1000တောင်ရှိပြီနတ်ပြည်ဟိုလဲနေတဲ့ဟာကြီးကရှိတာကိုအဲ့ဒါဘာတော့ယဟစီးဘူးလားချားရောဟုတ်တယ်ယဟတို့ချားတို့ဆိုတာရှိတာရတာမေးကြည့်ရအဲ့ဒါရှိတော့လဲသူ့ဝေးမှာပေါ့တရားဝဲနဲ့ဒါနဲ့တော့ခင်ဗျားတို့ခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတယ်ကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်သူလူရိတ်ကညင်အောင်ထိမ့်တတ်တဲ့ဘုန်းကြီးပါအဲ့ဒါကြောင့်ကျုပ်မနိုင်ဘူးလန့်တော့မှာပဲဒီထက်မြို့တစ်မြို့ကျုပ်မြောက်ဝဲနဲ့ရှင်ချပြိုင်ပါကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်မျက်နှာချင်းတိုင်ပြိုင်လမ်းမှာငါနိုင်အောင်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်ကသူကဆိုတာမှမဟုတ်ခဲနဲ့ဘယ်ဟာတွေကဆိုပြီးပန်းမကြီးကဒိညာတွန်းတီးနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှတုံနေမင်းကိုတီးတာမှမဟုတ်ခဲနဲ့ဒိန်နဲ့တွန်းလက်အဲ့ဒီတပွဲတော့ဘုန်းကြီးအရှုံးပေးတဲ့ငါဒီလိုတရိတ်ဆန်နဲ့ကြံကြီးပန်နဲ့များရှင်ပြီးတော့ခင်ဗျားတို့ပြိုင်ချထားလို့ရတယ်ကျုပ်ဘယ်တော့မှမဟောမင်းသားမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းကောင်မှာကျုပ်ပထမဆုံးရန်ကုန်ကတန်းထုံလေးတို့မျိုးမြင့်လေးတို့တက္ကသိုလ်များကြီးတို့ရုပ်ရှင်မင်းကြီးတင်လှတို့ကလေးတို့ရီလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတပြုံကြီးဒေသကြီးဘယ်သူနဲ့ဘယ်သူပယ်သွားတယ်လို့တော့မောင်တုတ်ကြီးနဲ့မိအေးဟဲ့ဒေသကြီးဘယ်သူနဲ့ဘယ်သူတော့ကျွတ်တို့ဗမာပြည်ကမောင်တုတ်ကြီးနဲ့မိအေးမောင်တုတ်ကြီးကတန်တဲ့ပစ္စည်းတွေတရွင်းတို့ဒူးတို့တည်င်းတို့လှုပ်ပြီးရှမ်းပြည်ရှမ်းရွာသွားရောက်တကိုးဗျသွားရောက်တော့တရားနာပြည်သားရေသွားကန်ဒီမိအေးကမှားတယ်ကိုတုတ်ကြီးတဲ့သူများတိုင်းပြည်သွားရမှာနော်တဲ့ရှမ်းပြည်ရှမ်းရွာဆိုတာပညာသည်တွေပေါ်တဲ့သူများကြွေးတိုင်းလည်းမစားနဲ့ပြီးတော့လေသူများအရာကိုသူများမကြိုက်တဲ့နေရာကိုတုတ်ကြီးတော့ကျင်ကြီးတင်ငယ်မစွန့်နဲ့နော်ကျင်ကြီးတင်ငယ်စွန့်လို့သူတို့မကြိုက်တဲ့နေရာစွန့်ပြီးရင်ပြုတ်စားလို့တော်နဲ့ကျုံနဲ့ပြန်တွေ့ရမှာမဟုတ်ဘူးကိုတုတ်ကြီးကျုံမှားတဲ့စကားနားထောင်သွားပါမောင်တုတ်ကြီးကလည်းအေးပါကွယ်ငါသာပြောနေမင်းလည်းပဲအိမ်ထဲကအိမ်ပြင်းမထွက်နဲ့နော်မင်းကသနာခါတွေဖုံအောင်အောင်လိမ့်ပြီးတော့ထွက်လက်တတ်တယ်ငါမရှိတော့မင်းကြိုက်တတ်တဲ့သနာခါမလိမ့်မဲထားပိုးကောင်းတော့နှမရဲ့ဟိုလူတွေတလောက်ပြောမထင်ပါဘူးကျုပ်ကရှာရှည်နေတာပြောလေကလားလို့ပေါ့ဗျာကိုင်းတရားနာပြည်သားမိအေးကရေဆိုင်ရင်တောက်ဖို့ရလှင်းတော်မီဝါးကြည့်တော့ချိတ်ပေးလိုက်သွားပြီမောင်တုတ်ကြီးရှမ်းပြည်ရှမ်းရွာရောက်တော့တရားနာပြည်သားနောက်ဖေးသွားခြင်းမြို့ပြည်သားမောင်တုတ်ကြီးပါသွားခြင်းသူများအတိုင်းပြည်ကျင်ကြီးချင်းကမစွန့်နဲ့တဲ့မိအေးမှားလိုက်နောက်ဖေးကလည်းသွားခြင်းဒုက္ခပဲအလေအပြန်မိအေးနဲ့တွေ့မှာမဟုတ်ဘူးဒါကြောင့်လူပြူစားမခံရအောင်ရေဆိုင်ရင်တောက်ဖို့ချိတ်ပေးလိုက်တဲ့ဝါးကြည့်တော့ထဲမောင်တုတ်ကြီးနောက်ဖေးတွေသွားပြီဖြစ်တယ်လို့သွားတာဘုရားနောက်ဖေးတွေသွားပြီးတရားနာပြည်ကရှမ်းပြည်လှည့်ရောက်လိုက်တာဒါကြီးကမဲပြီးတော့
ပြန်လာတော့လည်းမသွန်မိဘူးဗမာပြည်ပါလားပြည်သားကြီးပါမလားဘူးလားပြည်သားပါလာတော့တရားနာပြည်သားအိမ်ရောက်ပြီးအေးကကိုတုတ်ကြီးမလီတော့ချိုးရည်တန်နေနဲ့ရေလေးမိုးလေးချိုးကြည့်အောင်လေမောင်တုတ်ကြီးကရေမိုးချိုးထွက်သွားပြီးအေးကတရားနာပြည်သားလှဲပေါ်တက်ပြီးလက်ဆောင်ရှာတာပေါ့လဲပေါ်တော့လက်ဆောင်မတွေ့ဘူးလှဲနောက်ပြီးရောက်တော့ဝါးကြီးတော့ငုံနှမ်းလိုက်ရက်ကကြာအနတ်ငါပြောင်းနေတော့မိအေးအထင်မှားကြည်စံကိုတုတ်ကြီးငါချစ်ရှာလုံးလို့ရှမ်းပြေရှမ်းရွာကရှမ်းပဲဘုတ်တွေလက်ဆောင်ယူလာတယ်မာပဲကြော်မပဲဆိုပြီးတော့မောင်တုတ်ကြီးပြန်မလာခင်မိလေးဖိုးတဲ့အိုးလေးဆေးကြောပြီးတော့ဖိုးပေါ်တယ်လိုက်စီနဲ့ကျက်သွန်လေးလှီထဲကျက်သွန်နဲ့စီကျက်လောက်တော့မှတရားနာပိဋကမိအေးကဝါးကြည့်တော့ထဲကရှမ်းပဲဘုတ်တွေအကုန်သွန်ထဲလိုက်ညော်နံလေးထွက်လာတော့ဘေးအိမ်တွေကမေးတယ်ဟဲ့မိအေးကြီးဘာတွေကြောနဲ့မွှေးလာကြည်လားအေးဘယ်ကိုတုတ်ကြီးရှမ်းပြည်ကယူလာတဲ့ရှမ်းပဲဘုတ်ဝိရိနေကပြောတယ်အေးတဲ့တို့လည်းလက်ဆောင်ပေးပါဦးတဲ့ပါရကဝါကြည့်တော့တလုံးနဲနဲရဲတဲ့များများတော့ပေးနိုင်ဘူးတဲ့ကြက်လောက်မှပကံနဲ့လာခဲ့တစုံစီပဲတော်ရေးရှမ်းပဲဘုတ်လည်းကြက်ရောတရားနာပြည်သားဝိရိနေကလာတော့တစုံစီလက်ဆောင်မျှပေးလိုက်ကြော်ပြီးမှတော့စားရုံရှိတာရလာပြီမောင်တုတ်ကြီးပြန်လာတော့ထမင်းမွဲပြင်ပြီးတော့ရှမ်းပဲဘုတ်တရားနာပြည်သားအလဲတဲ့ပကံကြီးနဲ့ခလဲကောင်ကမမမြတ်ပေါ့မိအေးကလင်းကိုယိုသေးတော့တရားနာပြည်သားဥဖြာဇွန်းနဲ့မောင်တုတ်ကြီးပကံများတဲ့ပုံပေးလိုက်မောင်တုတ်ကြီးကဘာပြောကောင်းမလဲတရားနာပြည်သားကောက်လွေးလိုက်လွေးရင်မောင်တုတ်ကြီးကပြောတယ်ဟေးမိအေးအားတော့မင်းရင်တော့ငါတလောက်မချစ်အောင်မင်းတော့ဆန်းလို့တော့ချစ်လို့ယူလားမဟုတ်ဘူးတဲ့မင်းနဲ့ငါနဲ့ရလာတာကြာပြီအရင်တော့ကမင်းငါတလောက်ကောင်းတဲ့ဟင်မျိုးချက်မကြည့်အတော်ရတာတွေ့ကောင်းတယ်ဆိုပြီးတော့အိမ်ကြရှမ်းပဲဘုတ်တွေလှုပ်ထားမနေပါနဲ့ဒါနဲ့တရားနာပြိဿရေမောင်တုတ်ကြီးကစားရင်ဝါရင်နေပါဦးကွယ်မင်းရင်တော့ငါတလောက်မချစ်ဘူးဒီဟင်းမျိုးမင်းငါတခါမှချက်မကြွေးဘူးအောင်မေတော့ဒီဟင်းမျိုးချက်ကြွေးရအောင်တော့ကလည်းဘယ်တော့မှဒီလိုလက်ဆောင်ကောင်းယူခဲ့ဘူးလို့စားရင်ဝါရင်ပြောနေတာပေါ်ကြတော့မှတောက်မီးကလည်းလွေးမဲတော့ပြောတာလည်းမပြောနဲ့ကောင်းတယ်ကိုတော့ဒါပရိတော့ပါလာတယ်လက်ဆောင်ဟေးမိအေးတော့ငါလည်းဘာလက်ဆောင်မှမယူခဲ့ဘူးမဲတော်မသိကြောင်ထောင်းမနေပါနဲ့တဲ့တော်ယူလာတဲ့ရှမ်းပဲဖို့ဟေးဟဲ့မိအေးနေအောင်ညီးပြောလို့သာရှမ်းပြေရှမ်းရွာသွားရှမ်းပဲဖို့ငါတော့မစားခဲ့ရမဲတော်ကမသိကြောင်ထောင်းမနေပါနဲ့တဲ့လှဲနောက်ပြီးဝါးကြည့်တော့ထဲတော်ချိတ်လာတယ်ဘာပြောကောင်းမလဲမောင်တုတ်ကြီးမောင်တုတ်ကြီးအာမဟဲ့ဟုတ်တော့ကိုတုတ်ကြီးဘာဖြစ်လို့ဟာလာတော့ကျုပ်လည်းစားပြီးပြီတော့အာမေရတဝဝနဲ့အံလိုက်တာသူတို့ပဲလို့ပဲအညာပဲမဲလို့ဘေးအိမ်တွေကလည်းဟင်းစားကောင်းတဲ့အကြောင်းလာပြောဖြစ်မှဖြစ်ရမယ်မှားဗလားဆိုအသင်းနဲ့အဖွဲနဲ့တဲကြောက်စရာကောင်းမောင်တုတ်ကြီးနဲ့မိအေးဟဲ့မောင်တုတ်ကြီးဗျာဘယ်ရှမ်းပြည်ကမင်းယူလာတဲ့ရှမ်းပဲဘုတ်စားကောင်းဟောဗျာထုတ်ကောင်းပဲဒီမင်းဖေးနေပေးကလားသူတို့တောင်းလို့ကြုံလဲတစွန်းကြီးထုတ်ကောင်းပါဗျာနဲ့အာတော့ဟဲ့မောင်တုတ်ကြီးဗျာမိအေးတော့မင်းတို့ညီတို့ဘာလို့အားရတာတော့မောင်တုတ်ကြီးကပြောတယ်ဒါမေးမနေပါနဲ့မပြောပါရစေခင်ဗျားတို့ပြန်ရတော့ဟဲ့
နေပါဦးကမင်းတို့ဘာလို့အာနာတော့ကိုင်းများမထူးပါဘူးစားမိတဲ့လူချင်းဆိုတော့ပြောရတော့မှာပေါ့ခမည်းတော်ပေးလိုက်တာရှမ်းပဲဖို့မဟုတ်ဘူးဟင်ဘာတွေတော့လူလဲစားပြီးပြီအဲ့ဒါရှမ်းပဲဖို့မဟုတ်ဘူးဗျို့မိအေးကသူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့ရှမ်းပြေကလူပြူစားလိုက်မယ်ဆိုပြီးတော့လှဲနောက်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်တယ်ဗျရေစာရင်တောက်ဖို့ဒီလေရေတောက်ဖို့ချိတ်ပေးတာနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်လုံးကွဗျာကျုပ်ကသူများအရာကျင်ကြီးကျင်ငယ်မစွန့်ရတော့အဲ့ဒီဝါးကြည့်တော့ထဲကျုပ်နောက်ဖေးသွားလာတာဒီအဲ့ဒါနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်လုံးကွဗျာအဲ့ဒါမိအေးကဝါးကြည့်တော့ထဲကနောက်ဖေးတွေရှမ်းပဲဖို့မှတ်ပြီးဖေးကတော့ကုန်ဝိုင်းအောင်ညလက်နိုင်ပြီးအံလိုက်ကြတာတရားနာပိဋကတဝောနဲ့တော်ပါသေးရဲ့တရားနာပိဋကသူတို့ဘုန်းကြီးကြောင့်ဆုံးရင်မထဲလို့လိမ်မျိုးပြောရင်ပြောရောကိုယ်ဘက်ကလွတ်အောင်ရှောင်မဒါပတိဒီလိုပါတရားနာပိဋကဟိုမောင်တုတ်ကြီးကညနေပိုင်းပြန်လာတော့ညနေစာဆိုတော့ဘယ်အကြောင်းဆုံးရင်လောင်းဖြစ်လိမ့်မနေ့ပိုင်းဆိုရင်ပါခြင်းပါလာဦးဒီတော့မှတရားနာပိဋကကြီးမစင်မှမသိတော့ကကောင်းတယ်ဘာလို့ကောင်းပါလဲညော်နံကလေးကဖုံးထားတော့မစင်နာမပေါ်စားပြန်တော့လေအရသာကရှိနေသည်ဒါကြောင့်တရားနာပိဋကကြီးခမည်းတော်ကျွတ်တို့လေမောင်တုတ်ကြီးကိုစံထားလို့လင်မယားနှစ်ယောက်နဲ့ဘွေအိမ်နေဟောတရားနာပိဋကနောက်ထပ်အရင်တုန်းကတော့ဖြင့်မစင်မှန်းမသိလို့စားခဲ့တော့လည်းမစင်မှန်းလဲသိရောကြောတဲ့တဲ့အိုးခတ်တဲ့ပကံစွန်းအကုန်လုံးစီးရိုးတဲ့လွှင့်ဖြစ်ပါတယ်ဗျာနောက်ထပ်စားသေးလားပြိဿကြီးမစင်မှန်းမသိလို့ကောင်းပေမဲ့လို့တရားနာပြိဿကြီးမစင်မှန်းသိလာတော့ကောင်းသေးရဲ့လားမစွန့်ပြစ်ကြဘူးလားဒါကြောင့်ခမည်းတော်ကျွတ်တို့ခန္ဓာကိုယ်ကြီးလဲခုနှစ်ကတော့ငါဖျားဖြစ်အောင်ဆိုလိုက်တဲ့ကလေးမလေးဆိုတဲ့သချင်းလိုမြန်သဘောကျပြီးတော့သာအဖရှိရောက်ပြည့်စေကဗုဒ္ဓတွေဖြစ်ကုန်သလိုဒီခန္ဓာကိုယ်ကြီးယွန်းမမုံမကြောက်မလန့်မအခုတော့ခမည်းတော်ကျွတ်တို့တွေကအဝိဇ္ဇာဆိုတဲ့ညှော်နှံကလေးဖုံးထားတော့တဏှာဆိုတဲ့အရာသာကိုကောင်းတယ်လို့ထင်နေကြပါသည်မှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်ပြိဿကြီးအဝိဇ္ဇာညှော်နှံကြီးကိုဖြင့်ခမည်းတော်ကျွတ်တို့ပြင်းညာဆိုတဲ့အလင်းရောင်နဲ့ယူပြီးတော့တရားနာပိဋကကြီးစွန့်ပစ်ဖို့မတော်ဘူးလားပိဋကတဏှာသမှုရိယကြီးခွာဖို့မတော်ဘူးလားတော်လေဆိုရင်ဖြင့်သချင်းတန်ကြလို့ပြီးဟိုမှာဖျားဖြစ်တဲ့ဇလန်းဒီရှေ့ပိုင်းမှာအခုနေထီတန်းသွားပါပြီဗျာမှန်လားပိဋကကြီးပြောရအောင်ရှိတုန်းကအပြိုကြီးသခိုးဖန်းကြီးအပြိုကြီးသခိုးဖန်းကြီးဟဲ့မှတ်သွားကြငါပြောလိုက်ရအောင်ရလားပြောလဲစတယ်အပြိုကြီးကသူ့အိမ်သူတယောက်ထဲနေတော့ဒီနေ့သခိုးတက်သခိုးအိမ်မော်ရောက်ဟုတ်တော့အိမ်မော်သခိုးတက်ပြီအေးငါလည်းငါပဲငါကလည်းငါပဲနဲ့တရားနာပိဋကကြီးသူ့ကိုယ်သူစဉ်းစားမိမသားကြီးဖြစ်နေတော့သခိုးပါလို့များអော်လိုက်ရင်ငါတတ်သွားတော့မှာသခိုးပါလို့တော့ငါမអော်ဘူးငါပရိယေနဲ့ငါညီမနှစ်ယောက်စကားပြောတဲ့ပုံစံနဲ့သခိုးနားထောင်အောင်လုပ်ပြူကြီးကသခိုးဖမ်းမလို့တကားဖွင့်ပြီးအိမ်မိတဲ့အပြစ်ပေါ့လေသူ့အပြစ်တော့ရှိနေတာသိရသို့တော်လည်းဒီသခိုးသူမိအောင်ဖမ်းသခိုးကအခန်းထဲဝင်ပြီးတော့ခိုးနေတာပြိဿပြီးတော့အပြိုကြီးကညီမနဲ့စကားပြောဆောင်ကြအောင်ညီမနဲ့စကားပြောသလိုလိုညီမဘာလို့မှကြီးရဲ့နှစ်တန်ဆိုတော့ပြောတတ်ပေါင်ညာနော်အဲ့ဒါအတန်တုဝိဇ္ဇာတွေမှဖြစ်မှာကျုပ်တော့စိတ်မပြောတတ်ဘူးရိုးသွားကြစို့ညီမရဲ့ဘာလို့မှကြီးရဲ့ဟိုရှေးတုန်းကလေဟိုမြစ်ဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုသွားပြီးတော့ဈေးရောက်တဲ့ဈေးတဲ့မိမတယောက်ရှိတယ်အေးဟုတ်ကဲ့ပြောပါမှကြီးရဲ့
ညီမနားထောင်နေတယ်လေအဲ့ဒီမိမကလေဒီဘက်ကန်းကနေပြီးတော့ရောင်းတဲ့ရပစ္စည်းတွေနဲ့လှေပေါ်ကိုတင်ပြီးတော့ကဒုနဲ့လိုက်သွားတယ်ရေလေကောင်ရောက်တော့မှညီမရဲ့ဒီဘက်ကန်းသူပစ္စည်းမေ့ကြံနေတာတတိယတာကိုဟုတ်ကဲ့မမရဲ့ရေလေကောင်မေ့ကြံရေလေကောင်ကြမှာမေ့ကြံတဲ့ပစ္စည်းတတိယတော့သူဘယ်လိုလုပ်မလဲအိုးညီမကလည်းရေတယ်ဆိုတော့ဒီတိုင်းတော့မတတ်နိုင်ဘူးပေါ့ကိုဘက်ကလှေတဲ့င်းလာတယ်ကိုဘက်ကန်းကလှေတဲ့င်းလာတယ်ကိုဘက်ကန်းကလှေတဲ့င်းလာတော့လေဒီမညီမသူကလှမ်းပြီးတော့လက်ပြတယ်လာပါအောင်ကျုပ်ဟိုဘက်ပစ္စည်းမွေးကြတယ်ကျုပ်ဟိုဘက်လိုက်ပြရစေအဲ့ဒါလို့ခေါ်လိုက်တော့လှေချင်းကတ်တာပေါ့အေးဟုတ်ကဲ့လှေချင်းကတ်တော့လေညီမရဲ့အဆိုးရှိတယ်မဟုတ်လားအေးလှေအဆင်းမြင်းအတက်တယ်ဒီကတိပါတယ်တော့လှေအဆင်းမြင်းအတက်ဆိုတဲ့နေရာမှာလှေကိုသူကအခုဒီလှေပေါ်ကလည်းတက်ရမယ်အေးခုလှေပေါ်လည်းဆင်းရမယ်အေးလှေနှစ်ဆင်းတက်ပြီးတော့ညီမရဲ့ဒီဘက်လှေနံမော်တစ်ဖက်ရပ်ပြီးတော့ကိုဘက်လှေနံမော်တစ်ဖက်နင်းလိုက်တာအေးမလီမမရဲ့ညီမလို့ဆိုကြောက်ပါတယ်မလီငါညီမကြောက်တာနောက်ထားကိုမအချိအေးဒီဘက်လှေနံနင်းကိုဘက်လှေနံနင်းပြီးကန်လိုက်တော့အေးလှေနှစ်ခုကကွာသွားတာကိုညီမရဲ့မလီမမရဲ့จิตသိထားလိုက်တာจิตသိမထားနဲ့လှေနှစ်ခုကွာတော့ချင်းအောင်တော့ချောင်းပါလေညီမရဲ့ဟောညီမပြောရင်ဆိုရင်လေတခါတည်းလှေနှစ်ခုကွာသွားတော့ချီတောင်နဲ့ချောင်းကလည်းလေကွာသွားတာပေါ့ညီမရဲ့ကွာသွားတော့ရေလေကောင်မြုပ်ခံသည်အမလေးကဲတော်မူကြပါဦးတော့ဘာပြောကောင်းမလဲအရာထက်ကဟေးအပြိုကြီးအိမ်မှာဖြစ်တာလည်းပဲဟာဝိုင်းလာတာဟေးအပြိုကြီးအိမ်မှာဖြစ်တာလည်းပဲဝိုင်းလာကြပြီးတော့တခါတည်းဘေးကနေလူတွေဝိုင်းပြီးသခိုးကလည်းသခိုးပဲကိုယူချင်တာယူသွားပဲနဲ့ညီမနှစ်ယောက်ပြောတဲ့စကား तू ကလှေနှစ်ခုကွာသွားတာနဲ့ तू စဉ်းစားပြီးတော့နားချောင်းပြီးတာနဲ့ तू ပါရဲ့ကွာသခိုးဆိုတဲ့သခိုးမိကျင်တော့ကြမ်းဖန်ပြီးတော့အဲ့ဒါနဲ့တရားနာပရိသတ်ရေဘေးကလူတွေဝိုင်းလာကြတဲ့ဒုတ်တီဓာတ်တွေနဲ့ဟေးဝိုင်းထားဟေးတက်ကောင်ကတက်ဟေးမိထိုးမိတမာတွေထိုးဟိုဒါမကြီးဒီဆွဲခဲ့တဲ့အပေါ်ဝိုင်းဆိုပြီးတော့တရားနာပြေးတာအိမ်မောအကုန်လုံးဝန်းတက်လိုက်ကြဟေးအဲ့တူကနေမှဖြစ်တာပါကြီးလူတွေအများကြီးမှလားတော့ဝိုင်းလာလိုက်ကြတာအေးလေနင့်မင်းမပြူတက်ရောက်ထင်းနေရတော့တို့ရက်ရွာရဲ့တာဝန်ရှိတယ်မို့လားဘာအန္တရာယ်ဖြစ်တုံပြောစားကျုပ်လေဟိုအန္တရာယ်ကကိုထဲမှာဟင်အခန်းထဲလည်းညှို့ထိုးကြတယ်ကြည်ဝင်တော့ဆိုပြီးတရားနာပြိဿရေလူ2ယောက်3ယောက်အပေါက်ကနေဓာမီတွေပါဟိုဘက်ဒီဘက်လှဲ့ထိုးနှံနေဓာတ်တွေရှေ့ကထားပြီးတော့ဝင်လိုက်တော့ဟိုမှာအထုပ်ကြီးနဲ့ကာယာကြီးတွေ့ပြီအဲ့ကတော့ခဲ့ဗျာမင်းဘာလုပ်တာကျုပ်ဘာမှမလုပ်ပါဘူးခင်ဗျာဘာမှမလုပ်ခဏမင်းဒီမှာဘာလုပ်ရောက်တာဟေးမိမသားတယောက်ထဲနေတယ်အပြိုကြီးကိုမင်းမတရားမဟုတ်ပါဘူးခင်ဗျာဟိုကျုပ်ဗျာတခိုးပါဗျာပြောင်းပြရတယ်တနာတစ်ဖြင့်လွှတ်ကြပါခင်ဗျာကျုပ်တခိုးပါခင်ဗျာကဲတော်မူပါအော်လို့ဟဲ့နင်းဘာတော်ကားသေးတော့မစော်ကားပါဘူးတော့အဲ့ဒီတခိုးဝင်လာတာကိုသိတာနဲ့ကဲတော်မူပါလို့ဒီတိုင်းអော်လိုက်ရင်ကျုပ်ဒုက္ခပေးသွားမှာစိုးလို့ကျုပ်ကညီမနဲ့စကားပြောတဲ့ပုံပြင်လေးတစ်ခုပြောရင်းနဲ့အဲ့ဒီလှေနံတစ်ခုနေရင်ကမိမရေတဲ့ကြကနေអော်တဲ့အတန်ကိုကဲတော်မူကြပါလို့អော်တာဒါကြောင့်သူ့မိတာပိုင်လိုက်လေကွာအပြိုကြီးတခိုးဖမ်းပြီးမှတ်ထားကြကွာဒေသကြီးအပြိုကြီးဘာဖမ်းပြီးတော့တခိုးဖမ်းပြီးပြိဿဒါကြောင့်တခိုးဖြစ်ဓမြဖြစ်ယောက်ျားမှန်သမျှဆိုရင်ဘာဖြစ်ဘုရားယဟန္တာကလွဲရင်ယောက်ျားမှန်သမျှဆိုရင်ဘာဖြစ်မိန်းမတွေဖမ်းတတ်ရင်မိတာပဲဗျာဒေသကြီးမိန်းမတွေဖမ်းတတ်ရင်မိဘူးလားကြည့်အခုဖမ်းတာပြိဿကြီးဒီတခိုးဖမ်းတာကတော့တရားနာပြိဿအခုဒရိုးပေးဖမ်းတာပြိဿဒီတခိုးဖမ်းတာဘယ်လိုဖမ်းတာဒရိုးပေးဖမ်းပြီးတော့ဖမ်းလိုက်တော့ဟောလင်းကြီးသေးတယ်
ရုပ်ရှင်ကချောင်းကိုပြည့်၍မြစ်ကိုရှာကျုပ်ကပြောင်းပြန်မှဲ့ထားတယ်မြစ်ကိုပြည့်၍ချောင်းကိုရှာဒီကမြစ်နဲ့ချောင်းဘယ်ဟာကကြီးတော့ဖြည့်နောက်ကအကုန်လုံးဖြည့်စားမြစ်နဲ့ချောင်းဘယ်ဟာကကြီးတော့မြစ်ကကြီးတာဗောမင်းအောင်ပြေးစားအရင်ရတဲ့ယောက်ျားနဲ့နောက်ရတဲ့ယောက်ျားဘယ်ဟာကကြီးတော့ဟုတ်လားဘာလို့လျှောက်တွေ့နေမှမသိငါလည်းငါပဲမှားသွားတာပြန်ပြင်ကြစို့ဒီလိုလုပ်ပါလေဒီဘာပြင်ရပါဘူးလို့မကောင်းပါဘူးဒီလိုလုပ်ရအောင်ပရိသတ်ကြီးအရင်ရတဲ့ယောက်ျားနဲ့နောက်ရတဲ့ယောက်ျားဘယ်ယောက်ျားကိုပရိသတ်ကြီးလင်ကြီးခေါ်မလို့ဒီပါဒီလိုပြင်မှာနော်မှားသွားတယ်လူတွေကအတွေးသမားတွေစကားတစ်လုံးမှအတိတ်မခတ်ဘူးပရိသတ်ကြီးနောက်ရတဲ့ယောက်ျားကြတော့လင်ကြီးခေါ်မလားလင်ငယ်ခေါ်မလားကဲဒါဖြင့်ပရိသတ်ကြီးဟိုမြစ်ကကြီးတယ်နော်မြစ်ကကြီးတယ်နော်မြစ်ကကြီးတော့အရင်လင်ကြီးကိုမြစ်နဲ့ဥပမာကျုပ်ကထားပြလိုက်သည်နောက်အငယ်ဖြစ်တဲ့တယောက်လင်ကိုချောင်းနဲ့ဥပမာထားလိုက်သည်ဒါကြောင့်မြစ်ကိုပြည့်၍ချောင်းကိုရှာတဲ့ပြိဿလင်ကြီးကိုတတ်ပြီးတော့လင်ငယ်ကိုရှာတာကိုကျုပ်ဆိုနေသည်ပြောင်းပြန်ကျုပ်တရားကကဲသဘောနဲ့ပေါက်ပြီလေရှင်ပြတာမြစ်ကကြီးတယ်တဲ့လင်ကြီးနဲ့ဥပမာထားလိုက်ပါတယ်ချောင်းကိုရှာတယ်တဲ့လင်ကြီးသတ်ပြီးတော့လင်ငယ်ကိုဒရိုးပိတ်လိုက်တဲ့ကိစ္စလင်ကြီးတွေရောပြုဒီကောင်လာရင်တတ်လိုက်တော့ဆိုတဲ့စာသူခမမသိရှာပါလားတန်တားလိုက်လေချင်းဘုံကန်းရှိတဲ့ယောက်ျားနဲ့သူပါရဲ့ဒီကိစ္စဒီစာငါပြန်ရေးမှတော့မထင်နဲ့စာပြန်ရေးအေးကကြီးစာကိုပြင်ရေးတာနော်ခုခေတ်လဲစာပြင်နေရှိကြကြည့်ဦးလားပြိဿကြီးစာကလည်းကိုရေးတဲ့စာမှကိုသိတာသူများရေးတဲ့စာမသိဘူးအေးကကြီးသူများရေးတဲ့စာသိပါမလားအဲ့ချင်းဘေးကကြီးသူများရေးတဲ့စာသိရလားလောက်ပါအဲ့ဒီတိုင်းလည်းလောက်ပါဖိုးသူတော့ဇာဖိုးသူတော်မှသိဘသူစာဘသူမှသိဘယ်တော့ဖိုးသူတော်လားဖိုးသူတော်ဇာဖိုးသူတော်မှသိမှာပေါ့ကိုမဖိုးသူတော်မဟုတ်ပဲဘယ်သိလိမ့်ပြင်ဦးလားရှင်းတော့ကဟိုဘုန်းကြီးเจ้าမှာဖိုးသူတော်နှစ်ယောက်ရှိဖိုးသူတော်တယောက်ကဘာလုပ်တုံးဆိုတော့ထမကြောက်တွေကိုရင်เจ้าသားတွေကပူတာတွေအဲ့ဒါတွေလှမ်းပြီးတော့ရောင်းစားတနေ့တ၌ကြတော့တရားနာပြိဿကြီးအဲ့ဒီဖိုးသူတော်ယောဂအသေးတန်ဖြစ်အဲ့ဒါဖိုးသူတော်ဘာဖြစ်တော့ယောဂအသေးတန်ဖြစ်ယောဂအသေးတန်ဖြစ်တော့ကျန်တဲ့ဖိုးသူတော်တယောက်ကိုသွားသူရှင်မျိုးတွေသွားခေါ်ကြည့်ဒီကောင်သေးတော့မှာအခေါ်ခိုင်းရတဲ့တရားနာပြိဿအဲ့ဒီယောဂဖြစ်တဲ့ဖိုးသူတော်ကသေရောသေတော့ရှောက်ရှာလိုက်တော့ငွေ30နဲ့စာရွက်တစ်ရွက်တွေ့စာရွက်ထဲဘုန်းကြီးဖတ်ကြည့်လိုက်တော့ထသောရာဇာသုံဒတ္တမုနိသုတ်ထာတရေယဒါလေးတွေ့ဘုန်းကြီးတွေစာကြံညထသောထသောပါဠိမဟုတ်အနက်မဟုတ်နဲ့ကိုယ်ကိုယ်ကားရတယ်ထသောရဲ့ရှေ့ကိုအဓိပ္ပာယ်ဘာမှထွက်မရထသောရာဇာသုံဒတ္တမုနိသုတ်ထာတရေယထသောဘုန်းကြီးတွေခေါင်းချင်းဆိုင်ပြန်လာပြီဟိုသူတော်ကရှင်များတော့ဘာလို့ဗျာမင်းတို့ချင်းတို့သိချင်းသိမှာပါကွာဒီမှာစာရေးထားခဲ့ဘာဒီမှလည်းမသိဘူးပြေးတော့မှာဗျာထာသောရာဇာတုံဒတမုနိတုတ်တာတရေဒါသေရန်စာပဲဗျာအေးမင်းတို့ချင်းတော့ဟုတ်ပါဘူးသေရန်စာကလည်းပြောအောင်ကွာဒီလိုဗျာတဲ့ရေးထားပုံကထာသောရာဇာတုံဒတမုနိတုတ်တာတရေထကတော့ထပဲဖတ်ပါဗျာတဲ့ထဆင်သူအေးကောင်းပြီတော့ကိုခြံပစ်ခဲ့ဗျာသူ့ကြော်ပြီးတော့ရာဇာသွားလိုက်ဒါသီဟဂရိကနေဗျာမနေဟာအဝင်ဘုန်းကြီးတွေကခုံကြော်ပြီးတော့ရာဇာသွားလိုက်ဗျာရာဇာဆိုတာမင်းဗျာခုနကထနဲ့မင်းနဲ့ပေါင်းတော့ထမင်းဗျာဟုတ်ဟေးစောစောကခြံပစ်ခဲ့တဲ့ဟာကိုပြန်ပြီးကောက်လိုက်တော့ဗျာတဲ့အဲ့ဒါ9ချောင်းနဲ့အတွက်တော့6ဗျာထနဲ့မင်းနဲ့6နဲ့ပေါင်းတော့ထမင်း6ဗျာတဲ့ဟိုမနေဟာနောက်ပုံဓာတ်က9ချောင်းနဲ့ဒါငွေ30ပါဗျာတဲ့
ရှင်များတို့ခုနှစ်ကပြတဲ့ဆယ်တန်တွေ့အဲ့ဒီငွေ30ဖျားထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖျားတဲ့ဟုတ်ဟာထာတော်ရသာတုံတတ်တာထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖျားမုနိဖျားတဲ့မုနိကသူ့နှမမိနုဖျားမေဟုတ်ဟာနောက်အဲ့ဒီမုနိရဲ့နောက်ကတပည့်တော်သုတ်တာဖျားတဲ့သုတ်တာကသူ့နှမမိနုရဲ့ယောက်ျားသာထုတ်ဖျားတဲ့ဟုတ်ဟာတတိယကပေးလိုက်ပါတဲ့ဖျားတပည့်တော်ဒီစာကိုသေတန်းစာကိုတကယ်တမ်းတိတိကျကျအဓိပ္ပာယ်နဲ့ပြည့်စုံအောင်ပြောရရင်ထာသောရာဇာတုံတတ်တာမုနိသုတ်တာတရေရသည်အနက်မြမှာပြန်ဆိုလိုက်တော့သမင်းကြောင့်လှမ်းရတော့ငွေ30ကိုသူ့နှမမင်းတို့ရဲ့ယောက်ျားတာထုတ်လက်သို့အပ်လိုက်ကြပါတဲ့ဗျာအဆင်းကိုပြေသွားတာအဲဒါကြောင့်သူ့ဟာနဲ့သူကြတဲ့ရပါတယ်ဆိုမှဒါကြောင့်တရားနာပရိသတ်ရေတချို့ကြတော့လေကိုရေးတဲ့စာကိုသိတဲ့ဖိုးသူတော်ဒီဗမာကြတော့လေကိုရေးတဲ့စာကိုမသိတာဟာစာမတတ်လို့ပဲဖြစ်ပြီပေါ့ပရိသတ်ကြီးကိုဘုန်းကြီးတွေလည်းစာတတ်တာဖိုးသူတော်နဲ့ဘုန်းကြီးဆိုတော့တခြားစီမသိပဲဖြစ်ကုန်တာပေါ့မှန်လားပရိသတ်ကြီးအဲကြည့်ခုဒီစာကိုပြင်ရေးရာသဘောလင်းမလုံးချင်လို့ကောက်ပေါ်လိုက်ခိုင်ခွဲတာနဲ့ငါအဲ့ဒီလိုဝါရဏပါလုံးလို့ကွာတနေ့ကျတော့တို့ရေရန်ကြအင်းဒီအိုးကြီးပြည့်အောင်ခါတဲ့ကွငပြောသည်အုပ်တဲ့အိုးကြီးအထက်ကအပေါက်ချင်းချင်းအောက်ကဘိုက်ကူနဲ့ဘဲဥအိုးကြီးပေါ့ကွာအဲ့ဒီအိုးကြီးပြည့်အောင်ခါတဲ့အထန်းခိုင်းတဲ့အိုးကကြည်အောင်ကွာဟောလဲစီလေးတစ်လောက်ရှိတယ်ညောင်ရီအိုးလေးငါမစင်းစားဘူးကွာပြည့်အောင်ခါဆိုလို့ထန်းလောင်းလိုက်ငုံကြည့်ရေကအယုံမြင်ရအောင်မနှဲကြည့်ရနောက်တစ်ခေါက်လောင်းလိုက်ငုံကြည့်ရေကဒီလောက်လေးရှိသေးတယ်ဘဲဥအိုးနဲ့ဘိုက်ကူအိုးလဲစီသေးသေးနဲ့လောင်းအဲ့ဒါငါမစင်းစားဘူးနောက်9ခေါက်လောက်ကြာမှစဉ်းစားတယ်တန်ဟောဘုန်းကြီးတက်တက်နှိမ့်စစ်တာတချင်းဆိုလို့နှိမ့်စစ်တာပန်းလေပြဒီဘိုက်ဘူအိုးနဲ့လဲစီသေးသေးညောင်ရီအိုးပဲပြည့်နိုင်ပါဟာမထူးပါဘူးတချင်းဆိုလို့နှိမ့်စစ်ငါငငယ်ရွဲ့ဘူးဒီတစ်ခါရိုက်ထွက်ပြေးဒီတစ်ခါရိုက်ရင်အလစ်ပဲညောင်ရီအိုးလေးထမ်းပြီးတော့တလင်းမြင်ကနေပြီးငါပေါ့ပါဝရီကောက်ခွန်လိုက်ရွဲ့တာရွဲ့တဲ့စားရကျက်တော့နဲ့စားရကျက်တော့ထူကတာဘူးကြိုက်တာကောင်းထင်ရဲ့လို့ရွဲ့ဘူးတာပြောပါလေရာသဘောလင်းမလုံးချင်လို့ကောက်ခွန်လိုက်ဘုန်းကြီးကြည့်တယ်မျက်မှန်ကြီးနဲ့ကြည့်တယ်ကြည့်ဒီခါရရင်တော့အလစ်ပဲရာသဘောလင်းမလုံးချင်လို့ခေါ်ထွေးအသွေးရုပ်တယ်တဲ့ဟောပါရီမိထုတ်တယ်ခိုင်ရတယ်လို့ငါငယ်တန်းပေါအောင်ကောက်အောင်တာဘုန်းကြီးကဟဲ့တော့အောင်နဲ့လာအောင်ဆိုတော့ညောင်ရီအိုးချပြီးဘုန်းကြီးနာသွားထိုင်ဘုန်းကြီးမျက်နှာရိုက်မရိုက်အကဲခတ်တော့ဘုန်းကြီးကသခီးကြီးနဲ့ဒီထဲကငါလူခဲကကောင်းတယ်မရိုက်မှန်းသိသခီးကြီးနဲ့လူကကငါကြောင့်လူကကကောင်းတာငါတရားပဲနောက်လူအစ်စ်မလာရင်နေပြီဒီတို့ကအရင်လူသိအပြန်ခံတဲ့ဘုန်းကြီးမဟုတ်အိမ်အလုံးရှိလို့ပြန်လာတော့ကျုံတတ်နိုင်ဘူးပေါ့ဒီရတော့ဟောဒီပိဋကအလွန်တွေးချော်တဲ့ပိဋကမနဲ့ကြတော့သွားစရာလာစရာရောင်းစရာဝယ်စရာနဲ့ဒီကိစ္စတွေရှိသေးတယ်စီစဉ်ရမယ်ဗောဒီအလုပ်ပြောနေတာကဲကြည့်တရားနာပိဋကကြီးအဲ့ဒါနဲ့ဘုန်းကြီးမရိုက်မှန်းလည်းသိရောကျုပ်ကဘုန်းကြီးကိုအတန်ကျဲကျဲလေးနဲ့ဖယားလို့ထူလိုက်ဘာဖယားလို့နဲ့တော်ပြီးသိန်းတော့အချင်းဆိုရတာနှိပ်ဟာငယ်တုန်းကဒါပတိတရားနာပြတော့နောက်ထပ်ဆိုရင်တော့ဒုတ်ကြီးထောင်ထားတာနဲ့ကျုပ်ရိုက်မှကြောက်လို့ဆိုခဲ့မှာဝါဒနာတွေဝါဒနာတွေနောက်ဒါကြောင့်တရားနာပြိဿကြီးကဒီကလေးအလိုက်သိသိနဲ့ဟိုဇတ်တော်ကြီးကိုဆက်ပြီးတော့ရှေ့ပိုင်းမှာဟောလာသလိုများအကွက်စီနဲ့ဇလံမိမိလေးဟောရမယ်ဆိုရင်ဖြင့်ရည်တရားမောတရားလွန်တရားဆွေးတရားမပါတဲ့ဇတ်တော်ကြီးဖြစ်နေပါသောကြောင့်တရားဘုန်းကြီးအလိုက်မသိရင်ဖြင့်အရသာရှိတဲ့ဇတ်တော်ကြီးနည်းနည်းလေးပြက်ပြားသွားမှစိုးရိမ်ပါသဖြင့်အေးစိတ်မှာနရောလာစုပ်နရောလာစုပ်4ရက်နဲ့5ရက်မှာဟောမှဖြစ်ချင်းကြောင့်ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုလေးထုတ်စလိုက်ကြအောင်ဆို
တချို့မိန်းကလေးတွေကြတော့မင်းညကတော့ငါတဲ့ငါအိပ်ပျော်နေလို့တဲ့နှစ်ပါးသွားမကြည့်လိုက်ရဘူးတဲ့ဒီနေ့တော့ဖြစ်ဘူးဟဲ့တဲ့ပန်းမကြီးနာကတ်ကြီးမှာပန်းမကြီးကမိတာကိုဗျသူကပန်းမတီနိုးလိုက်မယ်ဗောနိုးပါလေတကယ်အိပ်ပြီဆိုရင်အဲ့လိုရမပြောဆင်းအောင်လို့မနိုးဟိုဆိုတာလို့ဟဲ့မိုးချိုးပြစ်တောင်သိဘူးပန်းမတီးတာတော့သူကချော့သိတဲ့ထင်ရင်ထင်းနေဟုတ်တယ်ဒီပန်းမကြီးကလည်းအချောင်ခံရပါတယ်ကွနေရတကားဘုန်းကြီးပြောဘူးပါလေဟိုပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရဟဲ့မပြောပါဘူးဒီနေ့တရုတ်စကားလည်းအတော်စီးဘူးသင်ကြားရအဲ့ဒီပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရတော့ဇက်ပွဲကြီးရှိတော့မတ်ကြီးကပွဲကြည့်တယ်ကိုတရုတ်ကြီးတဲ့ပွဲကြည့်သွားရအောင်တဲ့ငါမလိုက်ချင်ဘူးတဲ့ဟုတ်ပါဘူးတော့လိုက်ခဲ့မလိုက်ချင်ဘူးလို့ပြောနေဟုတ်ပါဘူးတော့လိုက်ခဲ့ပါယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲအေးညီလေးတို့ယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲမိန်းမတိုင်းမဟုတ်ဘူးကွာအမေခေါ်ရင်မပါဘူးသားလို့တဲ့လူဖဲဝိုင်းတနေကုန်ထိုင်းနေတော့ကောင်းလေးတဲ့ဒီလောက်တည်းမထိုင်နေတဲ့ဒူလာကင်လေးမယ်လာအမေခေါ်တော့ပါပြောတော့ကင်ရတယ်ကျုပ်ကင်တာခမရကင်တာလားမိမဆိုပေသည်အမေခေါ်လို့မရဘူးဟာဟိုမိမခေါ်မှရဟိုမိမဆိုတာသူ့အဟွာပေါ့ကွာဒါလောက်ပြောသိပါဘူးဘာပြောတော့အဲ့ဒီမိမကပေချင်းဆိုစားချိန်မှမသိတောက်ချိန်မှမသိဒါလောက်ထိုင်ရလာခဲ့ဟိုကေဆွဲခေါ်တော့ဘာပြောတော့ငါလာမလို့စိတ်ကူးနေတာကွာဒါတော့အဲ့ဒီမိမခေါ်မှပါတယ်တိုက်ထားပါတော့မတ်ကြီးဆွဲခေါ်တော့တရုတ်ကြီးပါသွားတော့ပွဲကင်းနဲ့ရောက်တော့လေဗမာမတ်ကြီးကအပြင်းပြေစားရအောင်ပဲကြီးတော်တို့ကြီးဝဲပြီးတစိမ့်စိမ့်စားပိဿာကြီးမင်းအောင်မဲ့ပဲစားတော့ဗာများလေနော်ဟိုဟာထွက်မှစိုးလို့ကိုဗာများတော့မေးတာသွားတရားသွားမေးတယ်ပဲစားတော့ဗာများတော့ကလေးတယောက်ကဤပေါက်အဲ့ဒါထွက်မှစိုးလို့ကိုဗာများတော့မေးတာကိုပေါက်မိအောင်ပေါက်လေများတဲ့မတ်ကြီးပဲကြီးလော်တွေစားပြီးလေလဲခြင်းပြီးပွဲကင်းတယ်အိန္ဒိယရှင်မိမသားဆိုတော့လေသူ့ရှိကအတန်ထွက်မှသူရှက်တော့ဖင်ဖနှောင်လေးနဲ့ပိတ်ပြီးအောင့်ဟာထွက်ချင်တာမထွက်ရတော့မတ်ကြီးခါလေးလိမ့်ပြီးတော့မျက်နှာလေးကိုရှုပ်ငဲ့နောက်မတ်ကြီးကဘာဆောင်လို့ဆိုတော့သူပန်းမကြီးအတီးဆောင်ပန်းမကြီးကမြည်တာကိုကသူကပန်းမကြီးနဲ့ရောတော့ဒါမလို့ပန်းမတီးတဲ့လူရဲ့လက်ကိုကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာစိုးလို့နောက်ပန်းမတီးတဲ့လူကလက်ကလေးအမြောက်လိုက်မတ်ကြီးကဖနှောင်လေးပြင်ထားတယ်ဖွင့်မှုပန်းမတီးတဲ့လူရဲ့လက်ကပြန်အချလိုက်ပန်းမကြီးကဘွေထီးဆိုမတ်ကြီးကဘီးဆိုချလိုက်ဒါကြောင့်ပန်းမကြီးကဘွေထီးဆိုမတ်ကြီးကဘုဆိုလွတ်လိုက်နောက်ဟေးမတ်ကြီးလွတ်ပါများတဲ့လေတွေကတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်တရုတ်ကြီးနှာခေါင်းပွားစီဖြစ်လာဟေးမတ်ကြီးဘာတော့ကိုတရုတ်ကြီးရဲ့ပြန်ကြစို့ဘာပြုလို့တော့ဘာပြုလို့တော့လို့မနေနဲ့ဟိုဆိုင်းတဲ့အလုံးကြီးကဘာခေါ်လဲအဲပန်းမကြီးကချောင်ခံရတော့ပန်းမကြီးခေါ်တယ်တော့အဲ့ဒါကြနောက်ထူအောင်ပါမတ်တီတောင်ပန်းမကြီးခံရပုံပြောပါစေဘာဖြစ်လို့တော့ဘာဖြစ်လို့တော့မမေးနဲ့အဲ့ဒါကြနောက်ထူအောင်ပါဟောတော့ဆိုင်တဲ့အရေးအကြီးဆုံးပေါ်တော့မိုးလင်းကန်ကြီးလေးထုလေသူကထုံးမှတညလုံးဆိုင်ရတော့ဘာဖြစ်လို့တော့ဘာပြောရမလဲကွာအဲ့ဒါကြီးထူတာအရှော်လာလဲကွာလဲသွားကြလို့ဘေးသားကြီးမေးအောင်မဟုတ်ပန်းမကြီးကနန္ဒလားမတ်ကြီးကနန္အေးကွာပန်းမကြီးကအချောင်ခံရဒါကြောင့်ပန်းမကြီးနဲ့ပတ်သက်လို့ထွက်သွားတာပါတချို့ကလေးမလေးတွေကပန်းမကြီးနာကအိတ်မယ်တဲ့ပန်းမကြီးထုရင်နိုးအောင်ဝင်ရှင်မရင်ထွက်တာပြင်းလို့အိတ်နေပေမဲ့လို့ပန်းမကြီးတီးရင်နိုးပြီးတော့နှစ်ပါးကသူကြည့်နိုင်အောင်ပေါ့
ပြောကြပါနော်အနာပါနာဆိုနော်ပြောကြပါနော်ပြောတော့အပြောခိုင်းနေပြီဘယ်လိုပြောရမလဲသတိထားပြောရရေးသားကြည့်ဘယ်လိုပြောရမှာရမ်းပြောရမှာလားငန်းညင်များနှမများသတိထားပြောရမှာလားဟိသတိထားပြောရရမ်းပြောတော့ဘာဖြစ်တတ်တယ်လဲလို့ဆိုတော့တို့မန္တလေးတောင်မဲ့အမရပူရခေါ်တဲ့တောင်မြို့တို့တောင်သမားအင်းထဲမှာအတွဲလိုက်သေးတာဒါရမ်းပြောတာဟိကိစ္စဘာလိုက်သေးတာတော့ရေကြီးတဲ့အခါကွတောင်သမားအင်းနဲ့ရေတွေတဲ့လှေလော်တာလေးအတွဲလိုက်အမေနဲ့လားဖေနဲ့လားမဟုတ်ဘူးကွသူတို့ဟာတွေနဲ့သူတို့တွဲမလှော်တလှေကအပေါက်မြုပ်နှစ်ယောက်တလုံးငုတ်တုတ်ပြီရမ်းပြောတာဟိတို့အင်းရပြောတာမဟုတ်ပါဘူးတောင်သမားပြောတာဒါရီထားပြီးတော့ပြောကြပါမှာဗါလဲဆိုလိုက်သမ်းမှာပြောကြပါနော်ပြောကြပါနော်ဒါရီထိုင်းဝိသာပြောခြင်းကိုလူအများလိုက်ကြမလားတဲ့နော်တယောက်ထဲလိုက်မလားနော်အောင်တယောက်ထဲလိုက်ရတယ်ဘယ်တော့မမေးနဲ့တော့ကြပေါ်လာလိမ့်ဘာလဲဆိုလိုက်သမ်းမှာတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်တယောက်ထဲပြင်းစရာကြီးဖေရဆိုရင်အတွဲလိုက်လဲရတယ်ဟိဘယ်တော့မမေးနဲ့တော့ကြပေါ်လာလိမ့်မယ်ကိုလိုတဲ့ခကြီးပေါ့ဒီတော့ပဲခကြီးတော့ကိုလိုတဲ့ခကြီးပေါ့ရန်ကုန်မန်းလေးမော်လမြိုင်ပသိယဆရှိသည့်လေးမြန်မီးထမော်တော်ကားတွေနဲ့သွားလို့မရောက်ဘူးလားကိစ္စရောက်ပါဘူးဒါတော့ဗါလဲဆိုလိုက်သမ်းမှာတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်ရွှေမျိုးတွေကိုအကုန်ခေါ်တဲ့အိမ်လုံးကျွအောင်လိုက်ကြမလားနော်အောင်မအိမ်လုံးကျွလည်းရတယ်ဟိရဘူးလားပြိဿကြီးဘာလဲရွှေမျိုးတွေကိုအကုန်ခေါ်တဲ့အိမ်လုံးကျွအောင်လိုက်ကြမလားနော်ကိုလိုသောလမ်းခရီးကိုမော်တော်ကားကြီးနဲ့မိယထားလေရင်ဝေဟင်အကားလူရာကိုလည်းပေါ်နေကြတယ်နော်ဒီမင်းကလေးနဲ့နော်မင်းကလေးနဲ့ကွဗါလဲမိယထားလေရင်ဝေဟင်အကားလူရာကိုလည်းပေါ်နေကြတယ်နော်မဆိုးဘူးဟာငါတဲ့တောင်ကောင်းသို့သောဒီကြဆိုနော်အကျိုးဆိုတဲ့သို့သောအညာဘာသာဆိုနော်ဟဲ့ဗါလဲသို့သောနတ်တရားဘဝနဲ့မတရားရလို့သောရင်ရထားစီလို့မရောက်ဘူးနော်ရင်ရထားစီလို့မရောက်ဘူးနော်ရန်ကုန်မန္တလေးမော်လမြိုင်ပသိမ်ကိုပရိသတ်ကြီးလေးမြန်မီးထမော်တော်ကားတွေနဲ့သွားလို့ရပြီမယ်လို့နတ်တရားဘဝနဲ့မတရားဖို့တရားကိုဒီရင်ရထားတွေနဲ့သွားလို့ရောက်ပါမလားပြိတ္တာဟုတ်တယ်ဆိုလေသမ်းမရင်ရထားစီလို့မရောက်ဘူးနော်ရင်ရထားစီလို့မရောက်ဘူးနော်ဒါနံသက္ကသတောပါဏံနေလျှောကြီးအညာပညာဆိုပဇာကြီးဖွင့်မဆိုနဲ့ပဇာကြီးဖွင့်ဆိုရင်ဟောင်းလောင်းကြီးဖြစ်နေမှာမလားမပွင့်တပွင့်ဆိုရတဲ့အတန်ဟိပဇာကြီးဖွင့်ဆိုရင်ဒါနာဆိုသွားပြီဆိုမရဘူးမပွင့်တပွင့်လေးဟိဟောတဲ့ဒါနံသက္ကသတောပါဏံယောဘဂဝအရဟံမိတ်နာချွေဗျာဟာပြီးရောကွာသုံးအောင်လည်းနားမထောင်ဘူးဒီဌာနတော်ဆိုရင်သုံးအောင်နားထောင်ဟိယောဘဂဝအရဟံမိတ်နာချွေဗျာတော်ဗျာကလေးတွေလူကြီးတွေတော့ဗါတဲ့အကုန်လုံးပေါ့သူတို့ဆိုလို့သူတို့အရင်ပြောရမှာဖြစ်သူကဒါနာမဆိုတာတော့ဆောက်တကယ်တော့ကောင်းဟေ့ဒါတော့တန်တရားရှိတယ်ဆိုတဲ့စကားလဲဟောင်းနှောင်းသွားပါပြီ
ဒါနံသက္ကသသောပါဏာနတ်ပြည်ဆောင်တာဒါရီလားမဟုတ်ဘူးဒါနံပါထေယမုဒ္ဓမာနဲ့တန်တရားမှာငတ်တီးကြမသေးခြင်းရိတ်ခါဒုတ်ကြီးအဖြစ်နဲ့အဲ့ဒါယူသွားပါကောင်းလားပြိဿကြီးရောက်ရဘဝမှာချစားနိုင်တယ်ပြိဿရောက်ရဘဝမှာချစားနိုင်ပါတယ်ပြိဿဒါကြောင့်ဒီရိတ်ခါဒုတ်တင်လားလို့ဆိုတော့မဟုတ်ဘူးဒါနံမောက္ခဗရဝရနိဗ္ဗာန်ရောက်အောင်ဖြစ်စေနိုင်တဲ့နိဗ္ဗာန်အဆောက်အဦနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြီးလည်းဖြစ်ပါတယ်ဒါနဥစုကတမေကလမ်းပြောင်းလမ်းမှန်ကြီးတဲ့ဒါနကိုဘုရားအမှားမဟုတ်ဒီကကြီးဒါနကိုဘုရားအမှားဟောသလားအမှန်ဟောသလားအမှန်မို့ပါရမီ7ပါးဒါနပါရမီဘုရားလောင်းတို့ကြီးစဖြစ်ခဲ့ဒါတော့ပါလေဆိုလေဓမ္မဒါနံတက္ကသသောဘာနံယောဘဂဝအရဟံမိတ်နာချွေပြဒါနနဲ့မှအစကအရာရာပြောရင်မစည်းပဲနဲ့ရောက်ဖို့နော်ရင်မစည်းပဲနဲ့ရောက်ဖို့နော်သာသနာပိတ်မှန်အလျံပြောင်းမှာကအမှန်အောင်ရကဒါနရဲ့ရှိအစောလူတိုင်းရလို့ပြည်မြောက်သောရှုမခံအမှုခရီးရောက်သနောနှိုးစောပြောခြင်းလူအများလက်ကြမလားတဲ့နော်ခေါ်ခဲ့ပြီနော်ခေါ်ခဲ့ပြီနော်ဥဇတိလာနိဗ္ဗာန်တော်လူတော်ညဖို့ခိခအတံပေးပါတယ်တော့ဟေ့ဟုတ်ဗျာစာဆုံးလေးမြောင်တစ်လုံးနဲ့ဖြတ်တုပ်ကိုင်ရတရားနာပြိဿနိဗ္ဗာန်ဆိုလို့တဲ့ဖြင့်ဘုန်းကြီးတို့ကတော့နိဗ္ဗာန်ဆိုကုသိုလ်ပဲရပါတယ်လှူနိုင်တန်းနိုင်တဲ့တရားဓမ္မတွေခိတ္တရက်ဆိုင်ပြီးကျုပ်ခံပတိုင်းပေးမယ်ဗျာဗမာတွေနာမမိတ်မလေးအောင်မပေါ့မဆန်သောတတိတရားဖြင့်သံပါတိထမိမိတို့ကြီးမောင်းနှမြလွယ်လေးတကူပါလာလို့မပင်မကြပါဘူးဆိုရင်ဖြင့်ချွေးနဲ့ဇာကလေးတွေကတက်ဆွမ်းသမျှကြုံကြိုက်တဲ့အခါမှာကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း